ဒီနေ့တော့ကိုယ့်ရဲ့အဆောင်ရှောက်တွေတတိပေးစကားဘာဖြစ်မလဲကြည့်ကြရအောင်နော်အားလုံးပဲကြုံတဲ့မိတ်ဆွေပေါင်းတဲ့ဝင်ရောက်ကြည့်ရှုသွားလို့ရပါတယ်အားလုံးတတိထားနိုင်အောင်ပါကိုယ့်ရဲ့အဆောင်ရှောက်တွေနဲ့ကိုယ်ဘာရဲ့တတိပေးမလဲဆိုတော့ကဲနောက်တော့ဒီလိုလေးလာကြတာပေါ့ကျနော်လည်းပဏိကဲတဲ့ကိုယ့်ရဲ့အဆောင်ရှောက်တွေကပြောနေပါတယ်နော်ကိုယ့်ရဲ့အဆောင်ရှောက်တွေကကိုယ်စီစဉ်ဥစ္စာချမ်းသာကြွယ်ဝမှုတွေသူတို့ကိုယ်ပေးဖို့ရှိတယ်လို့တတိပေးနေပါတယ်နော်အဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့နှလုံးအိမ်လေးကိုအမြဲတမ်းတန့်နေအောင်ကိုယ့်ရဲ့စိတ်နှလုံးသားလေးကြည်ဖြူရှင်းသန့်နေအောင်ထားဖို့လိုပါတယ်နော်ကိုယ့်ရဲ့အဆောင်ရှောက်တွေကကိုယ်စီစဉ်ဥစ္စာချမ်းသာကြွယ်ဝမှုကိုပေးဖို့သူတို့မှာအစီအစဉ်ရှိပါတယ်နော်အဲ့ဒါတတိချက်ပေးပါအဲ့တော့ဆိုရင်ကိုယ့်ရဲ့အဆောင်ရှောက်တွေကိုယ့်စီကိုအမြန်ဆုံးပေးချင်နေတာပါเนาะအဲကြောင့်မလို့ကိုယ့်ရဲ့နှလုံးသားလေးကိုအထူးဂရုစိုက်ပါအထူးကြည်ရှင်းတန့်ရှင်းနေအောင်ထားပါကိုယ့်ရဲ့နှလုံးအိမ်လေးကိုကိုယ့်ရဲ့စိတ်လေးကိုကြည်လင်တန့်ရှင်းနေအောင်ထားပါကိုယ့်ရဲ့အဆောင်ရှောက်တွေကိုယ့်ကိုချမ်းသာကြွယ်ဝမှုတွေအမွေတွေနှစ်တွေပညာရက်တွေသူတို့ကပေးချင်နေပါတယ်เนาะလောကီနဲ့ဆိုင်တဲ့ပညာရက်တွေလည်းပေးချင်နေပါတယ်เนาะကဲနောက်တစ်ကဲလောကမှာကိုယ့်ရဲ့အဆောင်ရှောက်တွေကလောကီပညာရက်တွေရခဲ့မယ်ဆိုရင်ကိုကလူတွေကိုကူညီဆောင်ရှောက်အောင်ပါနော်လူတွေရဲ့ဘဝကိုကောင်းစားဖို့အတွက်ကိုကအနစ်နာခံပြီးတော့လူတွေကိုကူညီဆောင်ရှောက်ပေးရမယ်လူတွေကိုကိုတတ်နိုင်တဲ့ဘက်ကကူညီပေးရမယ်အဲ့လိုလုပ်ပေးရမှာပါနော်ဒီကူဆိုင်ပါကိုယ့်ရဲ့နှလုံးသားလေးကိုယ့်ရဲ့စိတ်လေးကိုတန့်ရှင်းနေအောင်ထားပါနော်ကဲဟုတ်ကဲ့အဲ့တော့ကိုကအဲ့လိုလူတွေကိုတနည်းအားဖြင့်အတီးနေလို့မရပါဘူးเนาะကိုပညာတွေတက်လာတဲ့အခါကျရင်အဆောင်ရှောက်တွေပေးတဲ့ပညာတွေစီစဉ်ဥစ္စာတွေရလာတဲ့အခါကျရင်ကိုကခီးတွေထွက်ရမယ်လူတွေကိုကူညီရမယ်အဆောင်ရှောက်တွေရဲ့စကားသူတို့ရဲ့မှားခြင်းနဲ့အဓိကတတိပေးခြင်းတဲ့အကြောင်းအရာတော့အဲ့လိုမျိုးလုပ်ရင်ကိုကအောင်မြင်မှုတွေရမှာပါเนาะကျွန်တော်ခါတဲ့ကိုအောင်မြင်မှုတွေရလာပါမယ်เนาะအဆောင်ရှောက်တွေအဓိကပြောချင်တာတော့ကိုယ့်ရဲ့နှလုံးသားလေးကိုစိတ်ရှင်းရှင်းလင်းလင်းထားပါစိတ်တန်တန်လေးထားပါเนาะလူအများအတွက်အဓိကလူအများအတွက်နဲ့နာခံပြီးကိုစူးစမ်းဆောင်ရွက်ရမယ်အဲ့အတွက်ကိုခီးတွေလည်းအများကြီးသွားရမယ်အဲ့လိုသွားရမှာကကိုကအောင်မြင်မှုတွေအများကြီးရလာမှာပါเนาะအားလုံးပဲကြည်ပေးတဲ့အတွက်ထူးကျေးဇူးတင်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ